အိမ်ရဲ့ဝင်ဝါမှာစတီးပါကြတကားကြီးကိုတက်ဆင်ထားပြီးနောက်ထပ်ကျွန်းတကားကြီးကိုလည်းတက်ဆင်ထားပါတယ်ရှင်အောက်မှာကြွေပြားတွေကိုခင်းထားပြီးမြခင်းစိမ့်လေးနဲ့အလှပုံပေါ်ထားပါတယ်ဝရန်တာမှာတန်မန်းဆန်းရှိတ်ကိုတက်ဆင်ထားပါတယ်ဘေးမှာလည်းပတ်ဝန်းကျင်တန့်ပြီးလုံကျင်းတိုက်တွေပေါ်များပါတယ်ရက်ကွက်သက်လမ်းတန့်ပါတယ်ရှင်ဒီခန်းလေးကတော့တင်ငယ်ညွတ်ဆက်ကြော VIP ရက်ကွက်မှာတည်ရှိပါတယ်ရှင်မင်္ဂလာပါရှင်ရိတ်မွားနေပြန်လဲကြိုဆိုပါရစေဒီနေ့ရောင်းချမဲ့ခန်းလေးကတင်ငယ်ညွတ်ဆက်ကြော VIP ရက်ကွက်မှာရှိတဲ့ခန်းလေးကိုရောင်းပေးမှာပါရှင်အိမ်ရဲ့အိမ်ကမ်းမှာဆိုလဲတပ်ပယ်လာတဲ့ဖရားကြောက်ဆောင်လေးကိုထားရှိပါတယ်ရှင်အောက်မှာဆိုရင်လည်းလိုရပစ္စည်းတွေဖရားပစ္စည်းတွေကိုထားလို့ရပါတယ်ဒီခန်းလေးကတော့ပထမတက်လေးပါရှင်မာစတာတခန်းစင်ငယ်တခန်းကိုလည်းဖွဲ့ထားပါတယ်အဲအကူတစ်လုံးကိုတက်ဆင်ထားပါတယ်အိမ်ကမ်းမှာဆိုလဲလိုက်ကလေးတွေကိုတက်ဆင်ထားပါတယ်ဘေးပတ်ချလေးမှာတအိမ်လုံးကိုပါကေးလေးကိုခင်းထားပါတယ်ဒီဘက်မှာဆိုရင် TV စင်နဲ့ Eco ဟုလေးကိုအလှဆင်ထားပါတယ်ရှင်အခန်းလေးကတော်တော်လေးကိုလှပပါတယ်အောက်မှာဆိုရင်လည်းလိုရပစ္စည်းတွေထည့်လို့ရအောင်အစွဲပေါက်လေးတွေထားရှိပါတယ်ဆိုပါစတီကွန်လေးကိုလည်းထားရှိပါတယ်ရှင်အခန်းလေးကတော်တော်လေးကျယ်ဝန်းဘေးမှာဆိုလဲစတီတံမန်းတွေတက်ဆင်ထားပြီးလိုက်ကာတွေကိုလည်းတက်ဆင်ထားပါတယ်ရှင်မျက်နှာချက်မှာဆိုလဲ profile light မီတွေနဲ့တအိမ်လုံးကိုလှဆင်ထားပါတယ်ရှင်ဒီမှာဆိုရင်အခန်းလေးနှစ်ခန်းဖွဲ့ထားပါတယ်24နိုင်မီသုံးပြလို့ရအောင် power session လေးကိုလည်းတက်ဆင်ထားပါတယ်ရှင်ဒီခန်းလေးကတော့ဘယ်သူနဲ့မှမတူတဲ့ idea Japan style ပုံစံလေးပါရှင်ရှောက်လန်းလေးမှာတော်တော်လေးကျယ်ဝန်းပါတယ်ဒီခန်းလေးကဘန်ကျိတ်လေးလေးရပါရှင်ဘန်ကျိတ်ဆို3350ပါရှင်ငွေလက်ငင်းဝယ်မယ်ဆိုရင်3290ညှိနှိုင်းပေးဝင်နော်ဒါကပထမဆုံးတွေ့ရမယ်စင်ငယ်ခန်းလေးပါရှင်ဒီခန်းလေးက BCC မီတာကျပြီးပါပဲရှင်စင်ငယ်ခန်းလေးမှာလည်း2ယောက်ဂဒင်လေးကိုထားရှိပါတယ်အဲကွန်းတစ်လုံးကိုလည်းထားရှိပါတယ်ရှင်အိမ်ရဲ့အလှည့်လေးကလူကြိုက်များပြီးစီးပွားတက်မဲ့အိမ်အရှိတောင်လှည့်လေးပါတင်ငန်းညွတ်ဆက်ချောင်းဇလီလာတက်လန်းမှာပါရှင်ရှောင်းလန်းလေးကတော်တော်လေးကျယ်ဝန်းပါတယ်ထမင်းသားစွဲုံလေးလည်းထားရှိပါတယ်ရှင်ဒါဆိုနောက်ထပ်မာစတာအခန်းလေးကိုလိုက်ပြပေးပါမယ်ရှင်မာစတာအခန်းလေးမှာလည်း2ယောက်အိတ်ဂဒင်လေးကိုထည့်ထားပါတယ်ဘေးမှာဆိုရင်လည်းနေရန်ကတ်ဗီဒီယိုတွေကိုထားရှိပါတယ်ရှင်အလွန်အမြင့်မတက်နိုင်တဲ့လူကြီးမိဘတွေအတွက်အလွန်အဆင်ပြေပါတယ်ရှင်ဒီခန်းလေးကတော့သူ့မင်္ဂလာလမ်းမကြီးရဲ့ကြောကတ်မှာတည်ရှိပါတယ်ရှင်ဒီတိုက်ခန်းလေးရဲ့အကျယ်ဝန်းကတော့1850လေးပဲကျယ်ဝန်းပါတယ်ရှင်အိတ်ခန်းထဲမှာရေချိုးကန်းအိမ်တာတိုရဲ့ပါရှိရဲ့အတွက်အလွန်အဆင်ပြေပါတယ်ရှင်အထက်မှာဆိုရင်ကြွေပြားတွေကိုခင်းထားပြီးကြွေပြားတွေကိုကတ်ထားပါတယ်ရေတိုင်ကြီးတစ်လုံးကိုလည်းထားရှိပါတယ်ရှင်နောက်ဖေး kitchen ကဝင်ချင်းလေးမှာလည်း slide door တကားလေးကိုတက်ဆင်ထားပါတယ်အောက်မှာဆိုလည်း2ပေကျက်ကြွေပြားတွေကိုခင်းထားပါတယ်ရှင်ဘေးမှာဆိုရင်မိဖို့ကုံလေးကတော်တော်လေးကျယ်ဝန်းပြီးကပ်ပီနက်တွေကိုအပေါ်တွေအောက်တွေရောတက်ဆင်ထားပြီးနေရန်နေမှာဆိုလဲကြွေပြားတွေကိုကတ်ထားပါတယ်ဒီဘက်မှာဆိုရင်အဝတ်လျှော်ဆက်အသုံးပြုလို့ရအောင်ရေပိုက်ကောင်းလေးကိုတည်တံ့ထားရှိပါတယ်ဒါလေးကတော့ကြွေပေစင်လေးနဲ့မှန်လေးကိုလည်းထားရှိပါတယ်ရှင်ရေချိုးကန်းအိမ်သာတွဲရလေးလည်းထားရှိပါတယ်ဒီမှာဆိုရင်တော့အောက်မှာဆိုရင်ကြွေပြားတွေကိုခင်းပြီးကြွေပြားတွေကိုကတ်ထားပါတယ်ရှင်ဒီခန်းလေးကတော့ location အရန်ကောင်းတဲ့တင်ငန်းညိုဆက်6ဇနီလာတင်လန်းလေးမှာတည်ရှိပါတယ်ရှင်သူ့မိန်နာလမ်းမှာကြောကတ်မှာတည်ရှိပြီး14-15လမ်းစုံဒီမဲ့ရတနာလမ်းမတို့နဲ့နေပါတယ်ရှင်အောင်ရတနာဆေးုံနဲ့ပိုးနေပါတယ်ဈေးနီးကြောင်းနီးကားဂိတ်နေပါတယ်ရှင်ပထမတက်စစ်စစ်အလွာနဲ့အခန်းကျယ်လေးပါရှင်ဒီခန်းလေးကိုဝယ်ခြင်းနဲ့ဆိုကျမရိတ်မို့ဆက်သွယ်ပေးပါရှင်အားလုံးကျေးဇူးတင်ပါတယ်ရှင်ဒါကတော့တိုက်ရှိရဲ့ဘေးပတ်ဝန်းကျင်မျက်နှာစာလေးပါရှင်ပတ်ဝန်းကျင်သက်လမ်းသက်ပါတယ်ရှင်ရက်ကွက်ကောင်းလေးပါ